မင်္ဂလာပါရှင် My Library Channel လေးကနေကြိုဆိုပါရစေ။ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ကတွန်းမိမှန်လေးတောင်ကူရေးသားထားတဲ့ခါဦးနဲ့ထွန်းခင်ပါဝင်တဲ့ထွန်းခင်လွန်လေကြီးဆိုတဲ့စာအုပ်ကိုဖတ်ပြပေးချင်ပါတယ်။မပြေးနဲ့မိပြီ။အိုးဟီကိုရင်ထွန်းခင်ဟာဂလုအိမ်မထဲခါဦးလေးနဲ့ကြည်တော့မလို့ဟာဘသူတကားခောက်တာလဲဟဲခါဦးလေးပဲငါအိမ်မထဲခါဦးလေးနဲ့ကြည်တော့မလို့ဟာအပြင်ကတကယ်ခါဦးအစ်စ်ကလာနှောက်ရှက်တာပဲခါဦးလေးဘာကိစ္စနဲ့ထွန်းစီလာလဲလွမ်းလို့လားကန်တော်ကြီးသွားပြီးထွန်းနဲ့အပန်းဖြေခြင်းလို့လားဟီထွန်းခုပဲအဝတ်စားလဲပြီးလိုက်ပို့မယ်ဟီဒီနေ့ထွန်းလုံးမဂဇင်းတိုက်ပိတ်ရလေဟိုရောက်မှအာဝါးတွေအမုန်းဆွဲပြစ်မယ်တော့ဟော်ရီလို့ထုမလို့လာတာကဲနာလိုက်တာဘာလို့ထုရလဲမနေ့ကတော်မော်ရဲလူပိမ့်ပိန်ပါပါတွေနဲ့ကန်တော်ကြီးမှချိန်တွေ့ပြီးကဲတယ်မဟုတ်လားဟာငါပြောင်းရင်းမှမဟုတ်ဘူးနင်ဘလို့လို့ပြောနိုင်တာလဲပြောနိုင်တာပေါ့ညအကျုပ်အိမ်မက်ထဲတော်နဲ့ကဲတဲ့ကောင်မလေးကပိန်နဲ့အပြင်မျက်နှာဝိုင်းမျက်လုံးပြူးလေးမိခါဦးအိမ်မက်နဲ့ဆင်းလိုက်တာငါလဲခုတလောမော်ရရဲနီဝိုင်းကငါလောကနဲ့မဂဇင်းမှာသူ့ပုံမျက်နှာဖုံးရှင်ဖြစ်ပါခြင်းလို့မိတ်ဆက်တော့ကိုထွန်းဖြစ်အောင်လုပ်ပေးမယ်ဒါဆိုမနှက်ဖြန်ကန်တော်ကြီးမှာကိုထွန်းနဲ့ရဲရိုက်ခွင်းအတွက်ရှူကင်းကောင်းနေရှာကြမယ်လေဟိုမှာကိုထွန်းတကားခံမယ်အဲ့ဒီလိုနဲ့ရဲနီဝိုင်းနဲ့ငါကန်တော်ကြီးမှာကဲမိတာအမှန်ပဲဒါမဲ့ငါခါဦးလေးကလေအိမ်မက်တာတကယ်မှမဟုတ်တာဘာတွေတွင်းကြောင်းနေရလဲတွန်းစိတ်မချဘူးလားဟုတ်တယ်ဒီမှာအလှပတွေပေါ်နေတာနောက်ပြီးကျုပ်အိမ်မက်ကအမြဲဆင်းတတ်တာကိုချစ်သူကိုမက်ရင်ပိုဆင်းတတ်လို့စိတ်မချဖြစ်ပြီးလာကြည့်ရတာစိတ်မချရင်ခုပဲခါဦးလေးရွာမပြန်နဲ့ထွန်းနဲ့နေဟေးခါဦးလေးရဲနီဝိုင်းမဂဇင်းမျက်နှာဖုံးအတွက်ငါ့ကိုပေးသွားတဲ့ဓာတ်ပုံလေးဇပွဲပေါ်မှာတွေ့ပြီးယူကြည့်ဒါကခါဦးပုံများကိုကြည့်ပြီးဟဲငါညကအိမ်မက်ထဲတော်နဲ့ကဲတဲ့ကောင်မမျက်နှာနဲ့ဒီဓာတ်ပုံနဲ့ကောင်မမျက်နှာတူးနေတယ်ကျုပ်အိမ်မက်ကအမြဲဆင်းပါတယ်လို့ကဲတော်ဘာပြောမလဲခုတက်တီခံနဲ့လက်ပူးလက်ချက်မိပြီဟိုတကယ်လဲဓာတ်ပုံများမှာရဲနီဝိုင်းထွန်းခင်ကိုအမတ်တရပေးထားသောပုံများဖြစ်ကသူမမှာနမိတ်ကြီးရန်အတွက်ကြိုးစားနေသောကောင်မလေးဖြစ်၏ကဲပြောလေသူဘသူလဲဆိုတာဟိုလာပြန်ပြီတဟိုနဲ့ခုချက်ချင်းဖြေကဲဒုက္ခပဲဘလို့ပြောရမလဲဒါကဟိုဟာလေဒီဟာလေပြောထိုးစဉ်ဖိုးထွန်းဟာဓာတ်ပုံစရာစွမ်းကြီးပဲဘာကိစ္စမနေ့ကမင်းတို့မဂဇင်းတိုက်ပိုင်ရှင်ကရှေးလာမျက်နှာဖုံးသုံးမဲ့မေမြူးဓာတ်ပုံတွေကိုသူရွေးပြီးမင်းကိုပေးလိုက်မယ်မင်းသူ့အိမ်သွားယူတဲ့နောက်နေ့တနင်္ဂနွေနေ့အလုပ်ပိတ်ရမို့တိုက်မလာခဲ့နဲ့တဲ့အဲ့လိုပြောလို့လာယူတာဟုတ်တယ်ထောက်ဝေသူကြီးပေးလိုက်တယ်လက်ကလေးမြောက်တင်လေးကော်ထားတဲ့တကူလုံးပုံရွေးထားတယ်တဲ့ပေးစမ်းမြန်ပုံကြီးချဲရမယ်ကွထုံးခင်စပွဲပေါ်မှာရဲနီဝိုင်းရဲ့တပ်ပုံများကိုယူကငါစပွဲပေါ်မှာစင်တစ်တင်ထားပါတယ်ကွာမင်းလာရင်ပေးရအောင်လို့တပ်ပုံစရာစွမ်းကြီးကိုပေးလိုက်တယ်စွမ်းကြီးမှာတပ်ပုံများကိုမကြည့်ပဲအိတ်ထဲကရော့ပေးသွားမယ်ဟေ့ဟုတ်တော်ပါသေးရဲ့စွမ်းမေမြူးတပ်ပုံလာတောင်းတာရဲနီဝိုင်းတပ်ပုံတွေပေးလိုက်လို့ခါဦးလေးတန်တရားစိတ်ပြောက်တယ်နှုတ်မလွယ်ဘူးဒီကောင်ကမန်းကရန်ယူသွားလို့ပေါ့ဒီကောင်လဲဒီနေ့ပုံကြီးချဲမယ်မထင်ပါဘူးကိုတငယ်ချင်းအကြောင်းသိတာပေါ့ခါဦးလေးပြန်မှအမြန်ဖုံးဆက်ပြီးမေမြူးတပ်ပုံနဲ့လဲရမယ်ဆောကရဲနီဝိုင်းတပ်ပုံတွေကိုမဂဇင်းမျက်နှာဖုံးအတွက်လာပို့ထားတာလို့ညာရင်ရရတာနဲ့အေးလီနောက်တစ်ခါကျုံးလာရင်ညားမှာပေါ့မျက်နှာဖုံးရှင်ကိုသူနဲ့ငါတဝင်းတူမိတာပဲထုံးလို့မဂဇင်းသမားတွေဒီလိုမော်ရယ်တွေရုပ်ရှင်မင်းသမီးလေးနဲ့အမြဲဆက်ဆံရတာပေါ့ဒါပေါ့အလုပ်တဘောလေဘာပဲဖြစ်ခါဦးကမိမသားတဝင်းတော့တူတာပေါ့တဝင်းတိုးနေရင်စိတ်မချရင်ခုရွာမပြန်နဲ့တော့ထုံးစီမှာပဲနေပါဆိုဖိုးထုံးရေဒါစွန့်ညိတန်တပ်ပုံတွေမှားလို့လာလဲတာပြောရင်ငါ့ကိုခါဦးလေးအသေးထုတော့မယ်ဖိုးထုံးရေမင်းတို့မဂဇင်းမှာမင်းစင်တင်ပေးပြီးစာချင်းဆက်သွယ်နေတဲ့စာရေးစရာချစ်တော်မှလေမင်းတို့တခါမှမတွေ့ဘူးလို့ခုမြို့တက်အလားမဂဇင်းတိုက်ပိတ်လို့တဲ့စာအုပ်ထဲငါလိပ်စာနဲ့ငါလာတွေ့ပြီးမင်းလိပ်စာတောင်းတာငါပေးလိုက်လို့အခု10နာရီမင်းအိမ်ရောက်အောင်စုံစမ်းမိလာမယ်တဲ့မှာလိုက်တယ်ခုနမေ့သွားလို့ပြန်လာပြောတာသွားပြီဒီစကားခါဦးရှိမှပြောလို့ကွာဒီတခါတော်ဘာစင်ချေပေးမလဲပြောကဲထို့ချိန်ဓာတ်ပုံစရာစွမ်းကြီးမှာ
ခုချိန်ဒီကောင်သူ့ဤစားထုလို့ကြောကော့နေပြီပေါ့ငါသူ့စီလာတာသူ့ဤစားရောက်နေတာကိုမိတ်ဆက်မပြီးတော့အချော်နဲ့မလိုက်တာပေါ့သူ့အိတ်ခမ်းနဲ့စပွဲမှာတင်ထားတဲ့ဓာတ်ပုံတွေကကောင်မလေးကခုတွေ့တဲ့ကောင်မလေးဖြစ်နေတော့သူ့ဤစားမှန်သိတာပေါ့ခုလဲသူ့ကောင်မလေးထူအောင်လှုပ်ပေးခဲ့ပေမဲ့ခုလဲသူ့ကောင်မလေးထူအောင်လှုပ်ခဲ့ပေမဲ့နောင်ကျေးဇူးတင်ပါပါထို့စဉ်ထွန်းခင်မှာခွေးမှသာစွမ်းရင်သူမော်ဒယ်လေးတယောက်နဲ့ရှုပ်တာသူဤစားမသိအောင်ငါဖုံးဖိပေးရတဲ့မျက်နှာမှမထောက်တက်ကြောက်တွန်းတာကဲစာပေသမားချင်းအလုတ်သဘောအရပါဆိုပေမဲ့ခုစာချင်းအဆက်တွေလုပ်တဲ့ချစ်တော်မကိစ္စဘလို့ညမလဲဘာပဲဖြစ်ဖြစ်ကျုပ်ကတော့တော့ရဲ့ချစ်တော်မတွေ့အောင်10 နာရီထိဒီမှာစောင့်နေမယ်မပြန်သေးဘူးအေးဒုက္ခပဲငါ့ကိုချစ်တော်မကစာနဲ့သူလာရင်ထုံးနဲ့ကန်တော်ကြီးရုပ်ရှင်ရုံနေအပြက်နှွှဲအောင်လို့ရေးထားတာဒါကိုခောက်လေးသိရင်အသေးထုမှာစာချင်းဖလှဲကြတာလာရင်အဖွားကြီးဖြစ်လဲခောက်ကငါ့ကိုထုမှာပဲအယုတ်ဆိုးမကြီးဖြစ်လဲထုမှာပဲဒုက္ခခောက်လေးကတော့10 နာရီထိုးအထိပေးဆောင်လို့ထိုစဉ်ထွန်းရှိလားဟဲအတန်လေးကနဝင်ချိုလိုက်တာလာပြီငါနဲ့တွေ့မယ်ဟေးဟီဒီအိမ်ကထွန်းချစ်တော်မကခါဦးထပူလန်းတယ်ဒါလေးနဲ့ကြည်ရလို့ခါဦးလေးမုန်းပစ်မှာဆိုကြည်ကြည်နက်နက်ကြီးလက်ခံတယ်ဒီတော့ဟုတ်တယ်ကျွန်တော်ထွန်းမှာရှင်ကထွန်းလားဟုတ်တယ်လောကနဲ့မဂဇင်းတိုက်ကထွန်းလေဟုတ်ကျမမော်ရမင်းသားထွန်းပူပူအိမ်လားလို့ကျမသူ့ရဲ့အမခံပြိတ္တဖုန်းနဲ့မိတ်ဆက်ရင်အိမ်လာရင်ရပါတယ်ဆိုလို့ဟင်းလိပ်စာနဲ့လားရှာတာအေးလိပ်စာမှားလာတယ်ကောက်မလေးပဲထွန်းပူပူကလမ်းထိပ်မှာနေတာမော်ရမင်းသားတစ်လီထွန်းပူပူတဲ့ကိုရင်ထွန်းခင်ရွာယူလာတဲ့ဂျာနယ်တွေမြင်ဘူးတယ်လှမလှငါလည်းမိတ်ဆက်ချင်တယ်အေးခုငါတဝင်းကြောင်ပြီးချစ်တော်မကိုစောင့်နေတာကိုရင်ထွန်းခင်ကိုထွန်းပူပူနဲ့မိတ်ဆက်ချင်တယ်ပြောရင်သူ့ပြဿနာငါပြဿနာဖြစ်မှာသူလဲတဝင်းကြောင်မှာပဲစိတ်ထိတ်မှထွန်းပူပူကအိမ်နံပါတ်65မှာနေတာဟုတ်တာပဲတို့နမောနမဲဖြစ်သွားတာဒီအိမ်ကနံပါတ်56ပဲကျေးဇူးပဲထွန်းပူပူနဲ့တွေ့ရတော့မယ်သူလဲတို့ရွာမှာမင်းသားတွေဗီဒီယိုလာရိုက်ရင်တို့မိတ်ဆက်ပြီးမြူးတယ်လို့မြူးလို့ငါမှချစ်တော်မများလားလို့ထွန်းရေဟာဘာတန်ကြီးလဲဟဲဒါလောကနဲ့မဂဇင်းတိုက်ကမောင်ထွန်းခင်လေးရဲ့အိမ်လားဟုတ်မောင်ထွန်းခင်ဆိုတာသူ့ပါပဲရှင်ခန့်ခန့်ချောချောကြီးပဲမဂဇင်းထဲမှာသူ့ပုံပါတော့ကပိန်လေးအပြစ်မှာပုံမိုက်တယ်လူညိုထွားကြီးပါလားဟီမောင်ထွန်းခင်ကိုတွေ့တော့မောနယ်မြေကလာရတဲ့ဟော်ရီကချစ်တော်အမောကိုပြေးသွားတာပဲနေကနေစာတိုက်ကပိုးတဲ့ကြပြားတွေကိုဟော်ရီကမောင်ထွန်းခင်ရွေးပြီးစာပြန်ပေးလို့လူချင်းတိတ်တွေ့ချင်းနေတာအိမ်မထဲထိပဲလာပြန်ပြီအိမ်မကဲမောင်ထွန်းခင်လေးရေးတဲ့စာတွေကလို့ချစ်တော်လာရင်ကန်တော်ကြီးရုပ်ရှင်နေဟာအနှံ့ကိုယ်တိုင်လိုက်ပြမယ်ဆိုတာလေအတန်အိုးကြီးနဲ့ဒါကြောင့်သူငါစီဖုန်းနဲ့စကားမပြောပဲစာနဲ့ပဲဆက်သွယ်နေတာငါတကယ်မိမအောင်မေလို့စာနဲ့ကဲမိတာမိမကလောင်အမိထားတဲ့ယောက်ကြားကဲခုပဲချစ်တော်ကိုလိုက်ပြလေစားရတော့တာအားလုံးချစ်တော်အုပ်ကုန်ခံမယ်အေးဟိုဒီကထွန်းရီစာခဦးလေးရွာလာလို့သူ့ကိုခုပဲရွာလိုက်ပို့ပေးအောင်မယ်မနှက်ဖြန်အလုပ်ဖွင့်လို့မဂဇင်းတိုက်လာခဲ့နေရအနှံ့ပြမယ်ရပါတယ်မြို့ရဲတဝါကြီးလိုက်ပြလိုက်ပါခါဦးရွာကိုတယောက်တည်းပြန်ရဲပါတယ်ဟုတ်တာပဲကွယ်ဒါမိခါဦးငါ့ကိုတက်ကြောက်တွန်းတာနေအောင်ပေါ့ချစ်တော်မကြီးပြန်သွားမှသူ့ကိုအာဘွားတွေအမုန်းဆွဲပြရမယ်ခုတော့မဟုတ်သေးဘူးချစ်တော်မရဲ့သူကမြို့ရဲကိုတိတ်လဲလဲဝဲသွားတတ်တာမဟုတ်ဘူးတော်ကြတစ်ခုခုဖြစ်ရင်သူ့အမေကထွန်းကိုအပြစ်ပြောမှာဟုတ်တယ်ချစ်တော်လဲမောရှန်လာရတာမြို့ရောက်တော့လမ်းမှာကောင်လေးတွေကအကြည့်ရဲရဲနဲ့ဘေးကလည်းလိုက်ခဲ့ပါလားနဲ့ကြောက်စရာခါဦးလေးတို့ကိုချင်းစားပါတယ်သူ့ကိုလိုက်ပို့ပေးလိုက်ပါချစ်တော်တက္ကစီနဲ့ပြန်မယ်မနှက်ဖြန်မှထွန်းနေကအနှံ့လိုက်ပြနော်ချစ်တော်မှပြန်သွားတော့ကိုတို့မဂဇင်းတိုက်တွေမှာနေရစာသမားတွေလာတွေ့ရင်ခုလိုပဲအလွဲတွေရှိတယ်ဟာဟီတော်ကကြပြားစရာချစ်တော်မအောင်မိန်းကလေးမှတ်ပြီးစာဆက်သွယ်လုပ်ရင်ဖြစ်တဲ့ဇလန်းမဟုတ်လားခုလူပါပလင်းထိပြီအေးဟုတ်ပါဘူးဟာချစ်တော်မဟာခုလိုမျိုးမှန်သူတို့မျိုးကစာရေးဆရာတွေပြောလို့ကြိုးတိထားပါတယ်ဒါစပေအလုပ်သဘောရလေအေးလေတော့ပြောကောင်းတော့ယုံရမှာပေါ့ငါညာမှန်းသူတိနေတယ်ကဲခါဦးပြန်တော့မယ်လိုက်မပို့နဲ့ခါဦးလေးကလည်းညနေမှပြန်လေထုံးမတနာလိုက်
အိုးမကဲနဲ့ခါဦးအသေးထုမှာထုတေးအောင်ထုသွားရသေးဘူးထိုစဉ်ကူဖုန်းခေါ်နေရလေအော်မကြားခေါ်မကြားနဲ့ဟာဖုန်းကလားနေတယ်တော်ပါသေးရဲ့ဟယ်လိုဘသူပါလဲထုံးငယ်ကိုအလောက်ပဲ့ရဖုန်းဆက်နေကြတောင်ကူကဖြူနေပြပါလေဘာကြောင်တာလဲထုံးငယ်ရဲ့ခုဖြူနေဝပြမြို့ရောက်နေပြီထုံးငယ်နဲ့လည်းတွေ့ကြလို့ခု7နာရီလာမယ်ထုံးငယ်အိမ်ရဆောင်နေဟောမလီခါဦးရှိကြမှာဖုန်းကလာတယ်ငါ့ကိုခါဦးကြောကော့အောင်ထုတော့မှာပဲလူချင်းခုမှမြင်ရတော့မှာမို့ပျော်လိုက်တာပြီးရင်ကန်တော်ကြီးလိုက်ဖို့နော်ခါဦးပြန်မှာအတင်းကြီးကြမိတာငါအမဒီဖြူနေပြပါကငါဖုန်းနဲ့အီစီကလေးလုတ်ပြီးဓာတ်ပုံတောင်းတာပေးတယ်ဟုတ်လှလိုက်တာမင်းသမီးတွေရှုံးတယ်ငါဝတ္ထုတွေကြပြားတွေကိုကြိုက်လို့ဆိုပြီးဖုံးဆက်မိတ်ဖွဲ့တဲ့ကောင်မလေးနေကလူချင်းတွေ့ကျင်တယ်ဆိုလို့သူလာရင်မြို့အနှံ့လဲစားတောက်လို့တနေရာမှာချစ်စကားပြောမယ်လို့စိတ်ကူးထားတာခုခောက်လေးရောက်နေတော့ဘာငိုင်းနေရလဲတော်ကမြို့ရောက်လို့ဂျင်းလိုလဲနေပြီပေါ့ကျုပ်ကိုမလှည့်စားနဲ့နော်ကျုပ်က7နာရီဖြူနေပြဝါလာမှာမို့စောင့်ပြီးသူ့ရှေ့ကိုရှင်နဲ့ကျမရီးစားဖြစ်နေရကတစ္ဆာမရှိလို့အဆက်ဖြတ်လိုက်ပြီးဆိုပြီးတော့ကြောကိုအသေးထုလို့ရွာကိုပြန်มาထွန်းငယ်ရေမိခါဦးရဲ့အဲ့ဒီအခါဖြူနေပြဝါလေးကညီးထန်လာတော့ညီးကပြစ်သွားလဲသူနဲ့တွဲပြီးနင့်ကိုတဟားဟားရီပြမှာပေါ့ရွမ်းเสียလားထို့စဉ်ထွန်းငယ်တို့အိမ်မှာလားရှင်ဟုတ်ပါတယ်ဖြူနေပြဝါများလားဟုတ်ဝမ်းတာလိုက်တာဖြူနေပြဝါတွေ့ကျင်တဲ့စာရေးဆရာခါထုံးတွေ့ရလို့ငါ့ကိုခါဦးဘလို့ပဲစိတ်ဆိုးသူ့ရှေသူ့ထက်လာတဲ့ဖြူနေပြဝါနဲ့တွဲပြီးမြို့ရဲကဲမှာပဲနှွဲမှာပဲကူနောင်ကြီးဒီမှာဖြူနေကြိုက်တဲ့စာရေးဆရာခါထုံးတွေ့ပြီးသူ့ဝတ္ထုတိုတွေကောင်းလို့နေကနေမိတ်ဆက်ပြီးလာရတာဟုတ်လားအေးငါစာဖတ်ပရိသတ်ဖြူနေပြဝါကသူ့ရီးစားနဲ့လာတာပဲဆရာခါထုံးသူကကူနောင်နဲ့အရင်ဘက်ကလက်ထပ်ပြီးခုဒီကိုဟန်နီမွန်းတဘောထွက်လာတာပေါ့တွေ့ရတော့ဝမ်းသွားပါတယ်ကူနောင်ကဖြူနီကိုမြို့နဲ့2ယောက်ထဲနှွှဲချင်တယ်ဆိုလို့ဆရာကိုမခေါ်တော့ဘူးနော်ရပါတယ်ဖြူနီဆရာမိတ်ဆက်ပေးအောင်မယ်ဒါဆရာငယ်ကြီးစားခါဦးတဲ့ဟုတ်လားဒါဆိုဖြူနီတို့သွားပြီဆရာဟုတ်ကဲကဖိုးလေအစကဖြူနီရေးထွန်းငယ်ရေးနဲ့စာပေအကြောင်းပြပြီးအီစီကလီလို့ဟိုကအတွဲနဲ့လာတော့အသေးကွဲပြီပေါ့အမှန်နေပေါ့ဒါပေမဲ့ညားမှာပဲကိုတို့ကစာပေစိတ်နဲ့ရိုးသားဖြူနီရေးထွန်းငယ်ရေးနဲ့စာချင်းဖလှယ်ကြတာပါဟာထို့စဉ်ခါဦးသူ့ဖုံထဲမှာနာယီကိုကြည့်ကဟဲ12နာရီထိုးတော့မယ်ဈေးဝယ်ပြီးရွာပြန်ရမယ်ခုသွားမှဈေးကားမိမှာကဲပါစာပေသမားတွေခင်မင်မှုနဲ့မိတ်ဆက်သွားလာတာခါဦးခွင့်လို့ရမှာပေါ့စာပေသမားကိုချစ်မိတာပဲမိန်းကလေးနာမည်ကြီးဖြစ်နေလို့ဥတူတာပါဟီထို့အချိန်ဖိုးထွန်းရေဟာစွိုင်းဒီကောင်ဘာကိစ္စနဲ့လာရမသိဘူးဘာလဲကွဟာရုတ်တရက်ဂျာနယ်ကစောင်းပါပင်နိုင်ရှင်စူးမောင်ကောင်းကောင်းလက်ဖေးဆိုင်မှာမင်းချင်းထားတာစောင့်နေပါတယ်ပြောလို့ဟေးငါလာပြောရတာခွေးကောင်ရဒါကိုငါခါဦးလေးရှိပြောလို့ဟိုကိုရင်ထုံးခင်ရဲ့ကို့စာသမားစူးမောင်ကလက်ဖေးတိုက်ဖို့စောင့်နေတာသွားပေါ့အရက်တောက်ဖို့ခေါ်တာမှမဟုတ်တာအေးခါဦးလေခုဈေးဝယ်ရွာပြန်ဖို့ရွာကဈေးကားမိသွားတော့မယ်ရွာကိုလာခဲ့အောင်သွားပြီကိုရင်ထုံးခင်ငါကမင်းကိုခါဦးရှိကြောက်တွန်းတာသူကစူးမောင်ကိုငါကူတူနဲ့ငါစူးမောင်နဲ့တွေ့ဖို့ခါဦးကခွင့်ပြုတာဟေးတကယ်တော့စူးမောင်မှာအမျိုးသမီးကလောင်ရှင်ဖြစ်ကထုံးခင်နဲ့ချင်းပြီးလက်ဖေးဆိုင်ထိုင်တတ်တော့ရီးစားလိုအတွဲဖြစ်တယ်ကိုရှင်းမယ်စူးမောင်လည်းပတ်စံမပါလာပါဘူးထို့အချိန်မင်းသား12နာရီဒီဆိုင်ရစောင့်နေမယ်ဆိုလို့ရွာကအမောတကောလာရတာမင်းသားပတ်စံမရှင်းနဲ့ခါဦးရှင်းမယ်ဟာစားပါစူးရင်တကယ်တော့ခါဦးလဲသူ့ရွာရင်လာကတော့မင်းသားပြုံးဆဆနဲ့မြို့တွင်ချိန်ပြီးလာကထုံးခင်စီခဏဝင်ပြီးလက်ဖေးဆိုင်တွင်စကားပြောနေခြင်းဖြစ်တယ်သူတို့2ယောက်ဆိုင်ထဲမှာကြောချင်းကပ်စကားပြောနေတာကိုသူတို့ကိုယ်တိုင်မသိကြထုံးခင်ခါဦးကလည်းလူလဲပဲစားပါမင်းသားအားနာရဗျာစူးပြီးရင်ဘယ်သွားအောင်မလဲပြီးပါပြီရှင်အခုစာအုပ်လေးကတော့ထုံးခင်လူလဲကြီးဆိုတဲ့စာအုပ်လေးဖြစ်ပါတယ်